နှစ်ပဲကွဲခဲ့နော်ဘလောက်ပင်အဆက်အသွယ်ပြတ်နေတာကြာတာဖြစ်ပါစေဒီမန်တန်ကိုရွတ်လိုက်တာနဲ့3ရက်အတွင်းချက်ချင်းဆက်သွယ်ရမယ်ကိုစီကိုချက်ချင်းပြန်လာမယ်နော်ဘယ်လိုခေါ်မလဲဆိုတော့ကိုလိုချင်တဲ့အတိုင်းအလိုရှိရာပြည့်စုံစေတယ်ပေါ့နော်ကိုကချစ်ခင်တောင်းတယူရခရနဲ့ကိုစီကိုပြန်လာတာလိုချင်တယ်ဆိုလည်းရတယ်ဖြစ်တယ်နော်ပြန်ပြီးတော့ဆက်သွယ်လာစေချင်တာဆိုလဲချက်ချင်းပြန်ပြီးတော့3ရက်အတွင်းနော်သို့မဟုတ်3ရက်ဝန်းကျင်မှာချက်ချင်းဆက်သွယ်တယ်နော်3ရက်အတွင်းအစဉ်ပြေတင့်မြတ်တယ်ပေါ့မုံတီအစဉ်မပြေသဘောထားချင်းကွဲလွဲနေတဲ့သူတွေဆိုရင်ချက်ချင်းအစဉ်ပြေတယ်နော်အဲ့တော့မန်နန်က तू ကပထမရက်ဒုတိယရက်တတိယရက်ဆိုပြီးတော့3မျိုးရွတ်ကမှာပေါ့နော်ရွတ်ရမယ့်ရက်ဘယ်လိုခေါ်မလဲတရားချင်းစီရဲ့မန်နန်နေရာလည်းမတူဘူးအဲ့တော့ပထမရက်ပေါ့နော်ပထမရက်ကိုဒါစလုပ်မဲ့ရက်မှာရွတ်ရမယ့်မန်နန်ကသပင်ုံကင်ပြီးတော့ရွတ်ကမှာဒါကိုယ့်ရဲ့သပင်အဲ့လိုတက်ပြီးတော့ရွတ်လဲရတယ်နော်ဒီလိုတက်ပြီးရွတ်လဲရတယ်ကင်နာပြီးတော့ရွတ်လဲရတယ်နော်ရွတ်ကမှာကအုံပိယဝါယေပိယေသွားဟုံးဆိုတာကိုရွတ်ကမယ်နော်အုံပိယဝါယေပိယေသွားဟုံးဆိုတာ38ခါရွတ်ပြီးတော့ဓာတ်ပုံကြည့်ပြီးတော့ရွတ်လဲရတယ်နာမည်ပြောလဲရတယ်မောင်ဘသူနော်သို့မဟုတ်မတ်ဘသူအားစီကိုချက်ချင်းရောက်လာပါစေဆက်သွယ်ပါစေအစင်မပြေတဲ့ဟာတွေမသိမြတ်နေတဲ့ဟာတွေအချိန်မြင်လွဲမှားနေတဲ့ဟာတွေအားလုံးသိမြတ်အစင်ပြေပြီးတော့ချစ်ခင်ပေါင်းစီပါစေနော်အစရှိတဲ့ပြင်ကိုပြောချင်တာဇိမ်းမြေလေးပဲပြောစူတာနော်2ရက်မြောက်ပေါ့ဒုတိယရက်ကြလို့ရှိရင်ရင်ညွန့်ကဒီရင်ဘက်နေရာလေးကိုတလေးနှစ်ဘက်နဲ့အုပ်ပြီးတော့ရွတ်ကမယ်နော်ရွတ်ကမယ်မန်နကအုံနရေပရန်ရုပ်တွေသွားဟုံဆိုတာရွတ်ကမယ်သွားဟုံမဟုတ်ဘူးနော်သွားဟုံနော်အုံနရေပရန်ရုပ်တွေသွားဟုံဆိုတာရွတ်နော်ပြီးရင်ကျွန်တော် caption မှာရေးပေးထားမယ်နော်ရွတ်ပြီးတော့39ခါရွတ်ပြီးချဆူတာနော်သူတဲ့ပုံကြည့်ပြီးပဲရတယ်နာမည်ပြောပြီးဆူတောင်းလိုက်ရတယ်အစင်ပြေလို့သာဆူတာနော်ကိုစီကိုချက်ချင်းပြန်လာဖို့ရက်ပိုင်းတွင်ပေါင်းစီပေါင်းဖက်ရဖို့ကိုချစ်ခင်ဆွဲလန်းနေဖို့နော်ချက်ချင်းဆက်သွယ်ရဖို့နဲ့ကိုစီကိုချက်ချင်းလာဖို့ဆူတောင်းရမယ်3ရက်မြောက်နေ့ကတော့အရေးကြီးဆုံးပဲနော်3ရက်မြောက်နေ့မှာဘယ်ဘက်လက်ရဲ့သွေးကြောလေးကိုလက်မနဲ့ဖိပြီးတော့ရွတ်ကမယ်နော်အခုပြောတဲ့ဟာတွေကလေအမှန်တကယ်အစွမ်းထက်တဲ့ရှေးဟောင်းလှုပ်ဝက်တဲ့လောကီပညာမန်နန်တွေဖြစ်တဲ့အတွက်သူ့ရဲ့တတ်မှတ်ချက်နဲ့သူတော့လုပ်ရမယ်နော်မလုပ်ရှုပ်တယ်တွေဘာလို့မလုပ်ချင်ဘူးလို့ပြောလို့မရဘူးမလုပ်ချင်မခေါ်နဲ့နော်အဲ့တော့ခေါ်ချင်ရင်တော့ချက်ချင်းရောက်လာစေချင်ရင်တော့နည်းနည်းတော့အလုပ်ရှုပ်ခံရမယ်နော်အဲ့တော့အဲ့ဒီဘယ်ဘက်လက်ကဝက်ကသွေးကြောလေးကိုညာဘက်လက်မလေးနဲ့ဖိပြီးတော့ရွတ်ကမှာနော်ရွတ်ကမဲ့မန်နန်ကအောင်ပီယေဟိမမတိန်နေဟန်ဆိုတာရွတ်ကမယ်နော်38ခေါက်ပဲရွတ်ပြီးသွားတာနဲ့ချက်ချင်းကိုစီကိုဆက်သွယ်လာဖို့အထင်မြင်လွဲမှားတာလေးပပျောက်သွားဖို့နော်အနောက်ရှက်အတိုက်ခိုက်ကင်းဝဲစွာနဲ့အဖြက်အသားစီချားလူအဟံတာမရှိပဲချက်ချင်းကိုစီကိုရောက်လာဖို့နော်ဆူတာအဲ့တော့အဲ့ဒီ3ရက်လှုပ်လိုက်တာနဲ့အဲ့ဒီ3ရက်အတွင်းမှာလဲတချို့